ဘယင်းဟာအစီကံမကိုတစ်တာတွေကိုရွှေတွေတိမ်မှုပေးပါတယ်အစီကံမကတော့ရွှေတွေကိုတစ်တာတွေကခိုးပြီးအိတ်ထဲထည့်လိုက်ပါတယ်ပြီးတော့ဘယ်သူမှမသိအောင်နန်းတော်ကနေထွက်ပြေးပါတယ်တွားနေရင်လည်းရွှေတွေဟာအောက်ကိုအကုန်ကျသွားပါတယ်ထို့နောက်ကျွဲမဲဟာအတာကိုမြင်သွားပါတယ်ပြီးတော့ဘယင်းရှိသွားပြီးအကုန်ပြောပြလိုက်ပါတယ်ဘယင်းကလည်းအစီကံကိုတူနောက်လိုက်ဆိုပြီးပြောပါတယ်ပြီးတော့ကျွဲမဲကလည်းအစီကံမနောက်ကိုလိုက်ပါတယ်ထို့နောက်အစီကံမဟာအိုက်ပတ်စံနဲ့မုံနီဝဲလိုက်ပါတယ်ဝဲပြီးတော့သူ့အိမ်ကိုတန်းသွားပါတယ်အိမ်ရောက်တော့အစီကံဟာသူ့ကလေးတွေကိုမုံနီကျွေးလိုက်တယ်ထို့နောက်ကျွဲမဲဟာသူတို့တွေကိုကြည့်ပြီးအလွန်ဝမ်းနည်းသွားပါတယ်ပြီးတော့ဘယင်းရှိသွားပြီးအကုန်ပြောပြလိုက်ပါတယ်ပြီးတော့ဘယင်းဟာအစီကံမကိုတနာပြီးတစ်တာတွေကရွှေတွေကိုအိတ်ထဲထည့်ကအစီကံကိုပေးလိုက်ပါတယ်ထို့နောက်ဒီရွှေတွေကိုအစီကံမရှိသွားပြီးပေးလိုက်ဆိုပြီးပြောပါတယ်ကျွဲမဲကလည်းအစီကံမရှိသွားပြီးရွှေတွေပေးလိုက်ပါတယ်အစီကံမကလည်းငိုပြီးတော့ဘယင်းရှိသွားကအကုန်ပြောပြလိုက်ပါတယ်ဘယင်းကလည်းနင်းကိုခွင့်လွတ်တယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ကလေးတွေဟာအလွန်ငိုပါတယ် like and follow မလုပ်ကြလို့တဲ့